ကျွန်တော်တို့အောက်ဆုံးကျိုးက1ကျိုး2ကျိုး3ကျိုး4ကျိုး5ကျိုး6ကျိုးစသဖြင့်အစင်လိုက်ရှိတာပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ flat box ဒါကြီးက flat box ကြီးပေါ့နော်1ကွက်2ကွက်3ကွက်4ကွက်5ကွက်စသဖြင့်အစင်လိုက်ပေါ့နော်โอเคပြီးရင်လက်ချောင်းနံပါတ်တွေရှိတယ်လက်ချောင်းနံပါတ်1 2 3 4လက်ညိုးကလက်ချောင်းနံပါတ်1ဟုတ်ပြီလက်ချောင်းနံပါတ်1ဆိုတော့ကျွန်တော်တို့ကော်လေးတစ်ခုလောက်စမ်းပြီးတော့ထောက်ကြည့်အောင်လက်ချောင်းနံပါတ်1လေးက1ကွက်2ကျိုးလေးကိုလက်ချောင်းထိပ်လေးနဲ့ထောက်ထားမယ်ပြီးရင်လက်ချောင်းနံပါတ်2က2ကွက်4ကျိုးဟုတ်ပြီဒါဆိုရင်2ကျိုးရယ်4ကျိုးရယ်ဖြည်းဖြည်းလေးပဲထောက်မယ်ပြီးရင်လက်ချောင်းနံပါတ်3ကကြတော့လက်တကြွယ်က3ကွက်5ကျိုးဟုတ်ပြီတစ်ကွက်ကိုတစ်ချောင်းစီဟုတ်ပြီပြန်ထောက်ကြည့်အောင်လက်ချောင်းနံပါတ်1က2ကျိုးလက်ချောင်းနံပါတ်2က4ကျိုး2ကွက်ပြီးရင်5ကျိုး3ကွက်ဟုတ်ပြီပြီးရင်လက်ချောင်းကြီးကဒီလိုကြီးတွေတဲ့တဲ့ကြီးတွေမဖြစ်ရဘူးဆောင်းဆောင်းလေးတွေဖြစ်ရမယ်လက်မလေးကလည်းအပေါ်ကတင်ထားမယ်ဖိလိုက်မယ်အနေငယ်ဖိပြီးရင်ကျွန်တော်တို့အောက်ကို down တွေ၄ချက်တီးလိုက်မယ်1 2 3 4 1 2 3 4ပြီးရတယ်ဒါ C တစ်ကော့ရသွားပြီပေါ့နော်ပြီးရင်လက်ချောင်းနံပါတ်1လေးကိုလွှတ်လိုက်မယ်ကျန်တာတွေမလို့ C major 7ဟုတ်ပြီခုနတိုင်းပဲ1 2 3 4ဟုတ်ပြီပြီးရင်နောက်တစ်ခုပြောင်းမယ်လက်ချောင်းနံပါတ်2လက်ခလဲက2ကွက်5ကျိုးဟုတ်ပြီနော်မြင်ရလားမသိပြီးရင်လက်ချောင်းနံပါတ်3ကလက်သဆွဲက2ကွက်ပဲ4ကျိုးဟုတ်ပြီအဲ့တော့ E minor ကိုဒီမှာဒီလိုကြီးမကင်ဘူးเนาะလက်ချောင်းနံပါတ်1နဲ့ဒီလိုကြီးမကင်ဘူးလက်ခလဲနဲ့ကင်မယ်5ကျိုး2ကွက်လက်သကျွဲ4ကျိုး2ကွက်ဟုတ်ပြီ9နဲ့4နဲ့2ခုတည်းကိုဒီမှာထောက်လိုက်မယ်ပြီးရင်ခုနတိုင်းပဲ1 2 3 4ဟုတ်ပြီโอเคငါတို့အစအပြန်ထောက်ကြည့်အောင်လက်ချောင်းနံပါတ်1 2ကျိုး1ကွက်လက်ချောင်းနံပါတ်2 4ကျိုး2ကွက်လက်ချောင်းနံပါတ်3 5ကျိုး3ကွက်ပြီးရတယ်လက်ချောင်းနံပါတ်1လေးကိုလွှတ်လိုက်မယ် C major 7 1 2 3 4ဟုတ်ပြီပြီးရင်လက်ကလေးလေးက2ကွက်5ကျိုးလက်တကြွယ်လေးက2ကွက်ပဲ4ကျိုး E minor 1 2 3 4ဟုတ်ပြီပြီးရင်လက်ညိုးလေးက2ကွက်5ကျိုးပြီးရင်လက်ကလေးက3ကွက်6ကျိုး9နဲ့6နဲ့ကိုလီကလေးတက်လိုက်တာပေါ့နော်ပြီးရင်လက်တကြွယ်လေးက1ကျိုး3ကွက်ဟုတ်ပြီနော်အဲ့တော့ G 1 2 3 4ဟုတ်ပြီ9 6 1ပေါ့နော်နောက်ဆုံးလေးကပြီးရင်ဘယ်ကိုပြန်သွားမလဲဆို C ကိုပဲပြန်သွားမယ်2ကျိုး4ကျိုး5ကျိုးE minor ကြီးလေးက961ပြီးရင်အများအား C ကိုပဲပြန်သွားမယ်အဲ့တော့ဆက်စပြီးချင်းမှာလက်ချောင်းလေးတွေကဂီတာကျိုးလေးတွေအတန်မထွက်တော့ဘူးလက်ချောင်းလေးတွေကိုတေချာစနစ်တကျလေးနဲ့ဖြည်းဖြည်းချင်းဖိပြီးတော့ဖြည်းဖြည်းချင်းတီးသွားမယ်ဆိုရင်အတန်ထွက်လာလိမ့်မယ်တစ်ဆင့်ချင်းစူးစမ်းရမယ်